မကြခင်မှာပဲဟီဂျူဟာအလွန်ပျော်ရွှင်နေပြီးတညက်နေမှာတေတေတက်တက်အလှပြင်ဝစ်စင်ကနန်းတော်ထဲကိုမင်းသားကြီးရီအန်နဲ့တွေ့ဖို့သွားခဲ့ပါတယ်။ရီအန်ကသူမကိုတွေ့တာနဲ့ဘာကြောင့်ဒီလောက်တောင်တွေ့ချင်နေရတာလဲဆိုတဲ့သဘောနဲ့မေးလိုက်ပါတယ်။ဟီဂျူကလည်းအာနာကြီးမားတဲ့မင်းသားရှိမှအရှက်အကြောင်းမရှိပဲတိုက်ရိုက်ပြောလိုက်ပါတယ်။ကျမလက်ထက်ခွင့်တောင်းချင်လို့ပါကျမတို့လက်ထက်ကြရအောင်။လှပပြီးစီးပွားရေးမှာအောင်မြင်နေတဲ့ဟီဂျူဟာရီအန်မင်းသားရဲ့နှလုံးသားကိုအပြင်းထန်လိုက်လံသိမ်းပိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရီအန်ဘယ်နေရာသွားသူမကလည်းအနောက်ကနေလိုက်ပါလာပါတယ်မင်းသားရဲ့နှလုံးသားကိုလှုပ်ခတ်သွားအောင်သူမရဲ့မာနကိုတောင်ဘေးဖယ်ထားပြီးချစ်ကြောင်းကိုရဲရဲဝံ့ဝံ့အကြိမ်ကြိမ်ဖွင့်ပြောခဲ့ပါတယ်ဟီဂျူကကိုယ်တိုင်လက်ထက်ခွင့်တောင်းလာတဲ့အခါရီအန်ဟာရက်တောင်ကိုဖြင်းချင်းစွာဖွင့်လိုက်ပြီးရက်တောင်ကြားကနေသူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်လိုက်ပါတယ်ပြီးတော့ရက်တောင်ထိန်နဲ့ဟီဂျူရဲ့မေးစေးကိုအသာမြောက်ရင်းသူတို့နှစ်ယောက်လက်ထက်မယ်ဆိုရင်သူမဘက်ကဘာတွေပေးနိုင်တယ်လဲဆိုတာမေးလိုက်ပါတယ်ဟီဂျူကလည်းမဆိုင်မတွေပဲပြန်ဖြေလိုက်ပါတယ်သူမဟာဂုံတိတ်ခါကြီးမားတဲ့မိသားစုကဆင်းသက်လာသူဖြစ်တယ်လို့ညံကောင်းပြီးစွမ်းရည်ရှိပါတယ်အပြင်ပန်းမှာလည်းလှပဆွဲဆောင်မှုရှိပြီးအရှက်ကြောက်လည်းတိတ်မရှိပါဘူးသူတို့နှစ်ယောက်လက်ထက်လိုက်တာကြောင့်ဝေဖန်မှုတွေအတင်းအဖြစ်တွေထွက်လာခဲ့ရင်လည်းအားလုံးကိုသူမတယောက်တည်းခံယူပေးမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ရီအန်အတွက်တော့အဲ့ဒီအရာတွေကတခုမှအရေးမကြီးပါဘူးခဏစဉ်းစားပြီးနောက်သူမရဲ့လက်ထက်ခွင့်တောင်းမှုကိုပြက်ပြက်တသားညှင်းပယ်လိုက်ပါတယ်ရီအန်အတွက်အရေးကြီးတာကငွေကြေးမဟုတ်တယ်လို့ရုပ်ရည်လည်းမဟုတ်ပါဘူးစွမ်းရည်လည်းမဟုတ်ပါဘူးသူတမိုးထားဆုံးရာကအချစ်ဖြစ်ပါတယ်သူ့ဘဝတစ်လျှောက်လုံးချစ်တဲ့မိန်းမနဲ့လက်ထပ်နိုင်ဖို့ကသူ့ရဲ့အိမ်မက်ပါဒါပေမဲ့ဟီဂျူကတော့လွယ်လွယ်နဲ့လက်လျှော့မဲ့သူမဟုတ်ပါဘူးအချင်းစရိုက်တူတဲ့သူတွေဟာတယောက်နဲ့တယောက်ဆွဲဆောင်ခံရတတ်တယ်လို့သူမကိုယ်တိုင်တွေးလိုက်ပါတယ်ရီအန်ဟာလူအများနဲ့မတူတဲ့ထူးခြားတဲ့သူဖြစ်တဲ့အတွက်သူမလိုလူမျိုးကိုပဲနောက်ဆုံးမှစိတ်ဝင်စားလာမှတေချာတယ်လို့ဟီဂျူကယုံကြည်နေပါတယ်ရီအန်ကိုဆက်လက်လိုက်လံချင်းကပ်နိုင်ဖို့ဟီဂျူဟာသူမတို့ကုမ္ပဏီရဲ့ဖရအဖွဲ့ခေါင်းဆောင်ကိုခေါ်လိုက်ပါတယ်ဟီဂျူရဲ့အမိန့်ရတာနဲ့အဖွဲ့ခေါင်းဆောင်ကသူတို့ရဲ့မီဒီယာအဆက်အသွယ်တွေကိုချက်ချင်းအသုံးချပြီးရီအန်ရဲ့တရားဝင်မဟုတ်တဲ့ကိုရေးကိုရာအစီအစဉ်တွေကိုရှာဖွေလိုက်ပါတယ်အဲ့ဒီအချက်လက်တွေရလာတာနဲ့ဟီဂျူကလှုပ်ရှားတော့တာပါပဲရီအန်ဘယ်နေရာကိုသွားဟီဂျူကလည်းအဲ့ဒီနေရာကိုရောက်နေပါတယ်မြင်းပြိုင်ကွင်းကနေကိုပိုင်စားတောက်ခန်းတွေအထိရီအန်သွားတဲ့နေရာတိုင်းမှာဟီဂျူကမျက်စောင်းလေးထိုးရင်းစကလုံးတွေနဲ့ဆက်နောက်ရင်းသူ့နှလုံးသားကိုတိမ့်ပိုက်ဖို့ကြီးမားတဲ့တိုက်ပွဲတစ်ခုဆင်နွှဲနေပါတယ်ရီအန်ကသူမကိုရှောင်ဖို့စူးစမ်းပေမဲ့ဘယ်နေရာမှာမှပုံလို့မရတော့ပါဘူးရုပ်ရှင်ရုံကနေလမ်းမပေါ်ထိအဆောက်အုံတွင်းကနေအပြင်ဘက်ထိဟီဂျူမရှာတွေ့နိုင်တဲ့နေရာဆိုတာမရှိတော့ပါဘူးဟီဂျူကရုတ်တရက်ဘယ်နေရာကနေပေါ်လာမလဲဆိုတာစိုးရိမ်လာတဲ့ရီအန်ဟာနောက်ပိုင်းမှာကိုပိုပြီးဂရုစိုက်လာပါတယ်အပြင်ထွက်တိုင်းဝတ်ထားတဲ့အဝတ်စားတွေမလှဘူးလားဆိုပြီးစိတ်ပူနေတက်လာပါတယ်အဲ့ဒီအချိန်မှာဟီဂျူရဲ့ခဲမကဖုန်းဆက်လာပါတယ်ဒီနေ့မှာအင်္ဂါစီစဉ်ပေးထားတဲ့ blind date ရှိတာကိုသတိပေးလိုက်ပါတယ်အကယ်၍ဟီဂျူကအဲ့ဒီတွေ့ဆုံပွဲကိုမသွားဘူးဆိုရင်သူမဖခင်ကဟီဂျူကိုကိုယ်တိုင်ဦးစီးနေတဲ့အလှကုန်ကုမ္ပဏီကိုပိတ်ပစ်မယ်လို့ချိန်ချောက်ထားပါတယ်ဒါကြောင့်မဖြစ်မနေဟီဂျူဟာ blind date ကိုသွားလိုက်ရပါတယ်တွေ့ရမယ့်သူဖြစ်တဲ့မစ္စတာကင်ဟာရုပ်ရည်ကလည်းမစိုးပါဘူးအရက်ရှိပြီးစကားပြောပုံအပြုမှုတွေကလည်းလူကြီးလူကောင်းဆန်ပါတယ်ဒါပေမဲ့ဟီဂျူအတွက်တော့လုံးဝစိတ်ဝင်စားစရာမရှိပါဘူးသူမကအချိန်မဖြုံးပဲတိုက်ရိုက်မေးလိုက်ပါတယ်ဘယ်အချိန်လောက်လက်ထပ်ဖို့စီစဉ်ထားလဲသူကမိသားစုမှာတူလေးတော်သားလားစသဖြင့်တမ်းမိလိုက်ပါတယ်ဒီအိမ်တော်ရေးဟာအချစ်ကြောင့်မဟုတ်ပဲနှစ်ဖက်စီးပွားရေးအတွက်အကျိုးတူလက်ထပ်ချင်းသာဖြစ်တဲ့အတွက်အချိန်မဖြုံးချင်ဘူးလို့ဟီဂျူကသဘောထားပါတယ်သူတို့လက်ထပ်လိုက်ရင်မစ္စတာကင်ဘက်ကိုကြီးမားတဲ့ချမ်းသာကြွယ်ဝမှုပေးမယ်လို့ကတိပေးပါတယ်အပြန်လန်အနေနဲ့မစ္စတာကင်ကဟီဂျူကိုသူမရဲ့အကိုကိုအနိုင်ယူပြီးကုမ္ပဏီရဲ့ဥက္ကဋ္ဌရာထူးကိုရယူနိုင်အောင်ကူညီပေးရမှာဖြစ်ပါတယ်နောက်ဆုံးတော့ဟီဂျူမျှော်လင့်ထားသလိုပဲဖြစ်လာပါတယ်မစ္စတာကင်ဟာဟီဂျူရဲ့ရည်မှန်းချက်ကြီးမားမှုတွေကိုကြားပြီးကြောက်လန့်သွားက blind date ကိုသူကိုယ်တိုင်ဖျက်လိုက်ပါတယ်ဒီအကြောင်းကိုအတွင်းရေးမှူးချွဲစီကနေသိလိုက်ရတဲ့ရီအန်ဟာစိတ်မအေးနိုင်တော့ပါဘူးဟီဂျူကတခြားယောက်ျားတစ်ယောက်နဲ့ blind date သွားခဲ့တယ်ဆိုတာကိုကြားပြီးနောက်ရီအန်ရဲ့စိတ်ထဲမှာမတိမတာမနာလိုစိတ်တွေဝင်လာပါတယ်အဲ့ဒီနောက်အတွင်းရေးမှူးချွဲကဟီဂျူရဲ့ကျောင်းသူဘဝတုန်းကအငင်းခုန်လို့ရတာအယံဝါဒနာပါတဲ့အကြောင်းရေးစရာအဖြစ်ပြောပြလိုက်ပါတယ်အဲ့ဒီအကြောင်းကိုကြားလိုက်တဲ့ရီအန်ရဲ့မျက်နှာမှာပျော်ရွှင်တဲ့အပြုံးတစ်ခုပေါ်လာပါတယ်အတွင်းရေးမှူးချွဲကလည်းလူမှုအဆင့်တန်းကိစ္စသာမရှိခဲ့ရင်ဘယင်မမဲတော်တောင်ဟီဂျူကိုမရှင်နိုင်ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်တာနဲ့ရီအန်ရဲ့မျက်နှာကချက်ချင်းတည်သွားပါတယ်သူဟာဟီဂျူကိုနန်းတွင်းနိုင်ငံရေးရဲ့ရှုပ်ထွေးတဲ့တိုက်ပွဲထဲမပါဝင်စေချင်တာသိတာပါတယ်နန်းတော်ဟာအဆုံးမရှိတဲ့အမှောင်တူးကြီးတစ်ခုလိုပါပဲအဲ့ဒီနန်းတော်ဟာရီအန်ကိုမကြာခဏအိမ်မက်ဆိုးတွေနဲ့ခြောက်လန့်နေပါတယ်တစ်ချိန်တုန်းကဘယင်ဟောင်းကွယ်လွန်ခဲ့ပါတယ်ဘယင်ဟောင်းဟာရီအန်ရဲ့အကိုတော်ဖြစ်ပြီးအကြောင်းပြချက်တချို့ကြောင့်ထိနှက်ဆုံးဖို့ဆုံးဖြတ်ခဲ့သူပါဒါပေမဲ့ဘယင်မမဲတော်ကခွင့်မပြုခဲ့ပါဘူးအဲ့ဒီညမှာပဲဘယင်မမဲတော်ဟာထိနှက်ဆုံးလွာကိုမိရှို့ပစ်လိုက်ပါတယ်အဲ့ဒီနောက်နန်းတော်မှာမီးလောင်ကျွမ်းခဲ့ပြီးဘယင်ဟောင်းဟာမိထဲမှာအသက်ဆုံးရှုံးခဲ့ပါတယ်အကိုတော်ကွယ်လွန်သွားပြီးနောက်ရီအန်ဟာသူ့ရဲ့ဝမ်းနည်းမှုကိုထိန်းချုပ်ထားခဲ့ရပါတယ်မျက်ရည်ကျလို့လည်းမဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကစပြီးသူဟာအလွန်လေးလံတဲ့တာဝန်တွေကိုထမ်းဆောင်ရတော့မှာဖြစ်ပြီးနားလည်မှုလွဲမှားမှုတွေကိုလည်းခံရမှာဖြစ်ပါတယ်ထို့အပြင်ငယ်ရွယ်သေးတဲ့ဘယင်လေးကိုကူညီပေးပြီးတိုင်းပြည်ရဲ့အခြေခံအုတ်မြစ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းပေးရမှာလည်းဖြစ်ပါတယ်ဒီနေ့မှာတော့ဘယင်လေးဟာစုရရှိထားတဲ့ကုမ္ပဏီတွေကိုဂုဏ်ပြုပန်းပေးအပ်မဲ့အခမ်းအနားတစ်ခုကိုတက်ရောက်ရမှာဖြစ်ပါတယ်မနက်ပိုင်းမှာဘယင်မမယ်တော်ကဘယင်လေးကိုတင်းတင်းကြပ်ကြပ်တတိပေးလိုက်ပါတယ်အခမ်းအနားမှာတေးသေးချာချာနေမင်းဦးလေးရီအန်မင်းသားကိုအာမကိုနဲ့ဒါပေမဲ့အခမ်းအနားမစခင်ဘယင်လေးကရီအန်ကိုဖုန်းဆက်လိုက်ပါတယ်လာမယ့်အခမ်းအနားကြောင့်ကြောက်ရွံ့နေတဲ့ဘယင်လေးရဲ့ဘေးကိုရီအန်ကချက်ချင်းရောက်လာပါတယ်အတွင်းရေးမှူးတွေနဲ့လုံခြုံရေးတွေကိုအပြင်ထွက်ခိုင်းပြီးဘယင်လေးရဲ့လက်ကိုကင်ထားကသူ့အနားမှာအမြဲရှိနေမယ်လို့ကတိပေးလိုက်ပါတယ်အခမ်းအနားစတင်တဲ့အခါကင်မရာမီးတွေသတင်းထောက်တွေရဲ့မှန်ဘီလူးတွေဟာဘယင်လေးစီကိုပဲဦးတည်နေပါတယ်အဲ့ဒါကြောင့်ဘယင်လေးဟာပိုပြီးစိတ်မသက်မသာဖြစ်လာပါတယ်
အဲ့ဒီအချိန်မှာရီအန်ကရှေ့ထွက်လာပြီးဘရင်လေးရဲ့လက်ကိုထပ်မံကင်ထားကဆင်မြင့်ပေါ်ကိုအတူတက်သွားပါတယ်အခမ်းအနားကိုဟီဂျူလည်းတက်ရောက်နေပါတယ်ဒီနေ့မှာဟီဂျူဟာရိုးရိုးရှင်းရှင်းနဲ့မိမ့်မဆန်တဲ့အလှကိုပေါ်လွင်စေတဲ့ဝတ်စုံကိုဝတ်ဆင်ထားပေမဲ့အလွန်လှပနေပါတယ်အခမ်းအနားမှာဟီဂျူဟာအကောင်းဆုံးစီးပွားရေးလုပ်ငန်းရှင်စုကိုရရှိခဲ့ပါတယ်ဆင်မြင့်ပေါ်မှာဘရင်လေးကဟီဂျူရဲ့ခေါင်းပေါ်ကိုဂုံပြူအုပ်ထုတ်ဆောင်ပေးလိုက်ပါတယ်ရီအန်ကတော့ဟီဂျူကိုပန်းစည်းပေးလိုက်ပါတယ်အခွင့်အရေးကိုအသုံးချပြီးဟီဂျူကရီအန်နာကကတိုးတိုးလေးပြောလိုက်ပါတယ်ကျမရှင်ကိုလွမ်းနေခဲ့တာစုပေးပွဲပြီးတဲ့နောက်ဟီဂျူကဂုံပြူအုပ်ထုတ်ကိုဝတ်ထားတဲ့ပုံနဲ့ဆယ်ဖီရိုက်ပြီးဆိုရှယ်မီဒီယာပေါ်တင်လိုက်ပါတယ်အဲ့ဒီမှာရီအန်မင်းသားကိုပါတမင်ထားလုပ်ထားပါတယ်ဒီပိုစတာလူကြိုက်များသွားရင်သူမတို့ကုမ္ပဏီရဲ့ share ဈေးတွေတောင်တက်လာနိုင်ပါတယ်ဟီဂျူဂုံပြူအုပ်ထုတ်ဆောင်ထားတဲ့သတင်းတပ်ပုံကိုမြင်လိုက်ရတဲ့ဝန်ကြီးချုပ်မင်ဂျောင်ဝူဟာအလွန်ဝမ်းသာသွားပါတယ်အလုပ်ကိုချက်ချင်းထွက်ပြီးစားတောက်ဆိုင်တစ်ဆိုင်မှာဟီဂျူနဲ့တွေ့ဖို့သွားလိုက်ပါတယ်မင်ဂျောင်ဝူဟာနိုင်ငံရေးမိသားစုကဆင်းသက်လာသူဖြစ်ပြီးရီအန်မင်းသားရဲ့ရင်းနှီးတဲ့တငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်ဒါအပြင်ဟီဂျူရဲ့ကျောင်းတုံးကအထက်တန်းနှစ်ကကျောင်းသားတစ်ယောက်ဖြစ်ပြီးရီအန်မင်းသားနဲ့တောင်အရေးချင်းချင်းရှင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်စားတောက်ဆိုင်မှာမင်ဂျောင်ဝူကဟီဂျူကိုညစာကျွေးပါတယ်ဟီဂျူကဂုံပြူအုပ်ထုတ်ကိုဂုံယူစွာနဲ့ကင်ဆော့နေတဲ့အခါမင်ဂျောင်ဝူရဲ့မျက်လုံးတွေထဲမှာသူမအပေါ်ထားတဲ့ချစ်ချင်းမြတ်တာတွေတိတာစွာပေါ်လွင်နေပါတယ်။ကျောင်းတုံးကစုတွေအားလုံးနှီးပါးကိုဟီဂျူကပဲရရှိခဲ့တာကိုသူမမမေ့နိုင်သေးပါဘူး။အပြိုင်ဆိုင်ပြင်းထန်တဲ့လေးပစ်ပြိုင်ပွဲတောင်ဟီဂျူကအနိုင်ရခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမတိုင်ခင်ဟီဂျူကမင်ဂျောင်ဝူကိုလေးပစ်နီးတင်ပေးခဲ့ပါတယ်။အထူးသဖြင့်လေးကိုဆွဲတဲ့အခါကိုဟန်နေထားဘယ်လိုထားရမလဲဆိုတာကိုကိုယ်တိုင်တင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဟီဂျူကတော့မင်ဂျောင်ဝူဟာသူမကိုအချိန်တော်ကြာကတည်းကချစ်နေခဲ့တာကိုမသိခဲ့ပါဘူး။တစ်ဖက်မှာတော့ရီအန်ဟာရုတ်တရက်နေမကောင်းဖြစ်လာပါတယ်ဒါပေမဲ့အများသူငါစူညံသွားမှဆိုတာကြောင့်ဆေးရုံကိုသွားဖို့ညှင်းဆန်လိုက်ပါတယ်ဆရာဝန်နှဲငယ်ကိုပဲခေါ်ပြီးတိတက်စစ်ဆေးခိုင်းပါတယ်အဲ့ဒီအချိန်မှာဟီဂျူကလည်းဟိုတယ်တစ်ခုထဲမှာတဲခိုနေပါတယ်ရီအန်နေမကောင်းဖြစ်နေကြောင်းသိလိုက်တဲ့ဟီဂျူကသူ့အခြေအနေကိုနားလည်ပေးပြီးဆရာဝန်တွေကိုလှုပ်ဝက်စွာဆက်သွယ်လိုက်ပါတယ်သူမကိုယ်တိုင်နေမကောင်းဖြစ်နေတယ်လို့ပြောပြီးဆရာဝန်တွေကိုအဲ့ဒီလိုသာပြောပေးဖို့တောင်းဆိုလိုက်ပါတယ်ရီအန်အတွက်စိုးရိမ်နေတဲ့ဟီဂျူကအတွင်းရေးမှူးချွဲကိုလည်းရီအန်ကိုနန်းတော်ထဲပြန်သွားတာကပိုကောင်းမယ်လို့အကြံပေးပါတယ်နန်းတော်ထဲမှာတော်ဝင်ဆရာဝန်တွေရှိနေတာကြောင့်ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ဒါပေမဲ့အတွင်းရေးမှူးချွဲကရီအန်ဟာလူအများအာရုံစိုက်တာကိုမကြိုက်တဲ့အကြောင်းရှင်းပြပါတယ်။အခုလိုအခြေအနေမျိုးနဲ့နန်းတော်ထဲပြန်သွားလိုက်ရင်နန်းတွင်းတစ်ခုလုံးစူညံသွားပြီးပြင်ပမှာလည်းကောလာဟလအမျိုးမျိုးထွက်လာနိုင်ပါတယ်။အဲ့ဒီလိုပြောနေချိန်မှာအတွင်းရေးမှူးချွဲစီကိုဘရင်မမယ်တော်ဟိုတယ်ကိုရောက်လာပြီဆိုတဲ့သတင်းရောက်လာပါတယ်။အတွင်းရေးမှူးချွဲကဟီဂျူကိုချက်ချင်းပုံခိုင်းလိုက်ပါတယ်။ဘရင်မမယ်တော်မတွေ့အောင်တတိထားရမှာဖြစ်ပါတယ်။ဟီဂျူကိုကာကွယ်ပေးဖို့ရီအန်ဟာရုတ်တရက်အင်ဂျီကိုချုပ်ပြီးအပေါ်ပိုင်းဗလာနဲ့သူ့ရဲ့ကြွက်သားတွေကိုပြသလိုက်ပါတယ်။ဘရင်မမယ်တော်ကအခန်းထဲဝင်လာတဲ့အခါရီအန်ကခဏဆောင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဘရင်မမယ်တော်ကလည်းအနှဲငယ်ရှက်ရသွားပြီးပြန်လှည့်ထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဆိုဖာပေါ်မှာမိမတယောက်ရဲ့လက်ကင်အိတ်ကိုတွေ့သွားပါတယ်။တန်တရားဝင်သွားတဲ့ဘရင်မမယ်တော်ကပြန်လှည့်ဝင်လာတဲ့အခါဟီဂျူဟာရီအန်ရဲ့အခန်းထဲမှာရှိနေပါတယ်။အဲ့ဒါကိုမြင်တာနဲ့ဘရင်မမယ်တော်ဟာချက်ချင်းဒေါသထွက်သွားပြီးရီအန်ကိုဒီနေ့ဖြစ်ရအတွက်တာဝန်ယူရမယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဟီဂျူဟာဟိုတယ်မှာအေးအေးဆေးဆေးအိတ်နေတော့မှာပဲ။ဒါပေမဲ့သူမနဲ့ရီအန်ကြားကအရှုပ်တော်ပုံကတော့တနိုင်ငံလုံးကိုပြန့်နှံ့သွားပါပြီ။သတင်းမီဒီယာတွေကဟီဂျူဟာရီအန်မင်းသားရဲ့လှုပ်ဝက်ချစ်သူဖြစ်တယ်လို့ရေးသားကြပါတယ်။နှစ်ယောက်သားဟိုတယ်မှာလှုပ်ဝက်တွေ့ဆုံခဲ့ကြတယ်ဆိုပြီးလည်းအမျိုးမျိုးခံမှန်းကြပါတယ်။သတင်းထောက်တွေကဟိုတယ်ထဲဝင်ထွက်နေတဲ့ဆရာဝန်တွေကိုတောင်ဓာတ်ပုံရိုက်ထားပြီးဟီဂျူဟာကိုဝင်ရှိနေပြီလားဆိုတဲ့အထိကောလာဟာလာတွေဖြန့်လာကြပါတယ်။သတင်းမီဒီယာရဲ့အာရုံစိုက်မှုဟာအမြင့်ဆုံးအဆင့်ရောက်နေပါတယ်။ဒါပေမဲ့ဟီဂျူကတော့လုံးဝမတုံ့လောက်ပါဘူး။သူမရဲ့အတွင်းရေးမှူးကတော့ဒီကိစ္စဟာအလွန်အန္တရာယ်များတဲ့အကြောင်းသတိပေးပါတယ်။အရင်တုန်းကဟီဂျူဟာဘွိုက်ဘန်အဖွဲ့ခေါင်းဆောင်တယောက်နဲ့တွဲခဲ့တုန်းကတော့ပရိသတ်တွေကသူမကိုကြက်ဥနဲ့ပေါက်တာသူမရဲ့ကားကိုချစ်တာတွေထိလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့အခုတစ်ချိန်ကရီအန်မင်းသားဖြစ်တဲ့အတွက်အခြေအနေကလုံးဝမတူတော့ပါဘူး။ရီအန်ဟာတနိုင်ငံလုံးကအားပေးချစ်ခင်ကြတဲ့မင်းသားတစ်ပါးဖြစ်ပါတယ်။ဒီကောလာဟာလာတွေဆက်ပြီးကြီးထွားလာရင်လူကြီးလူငယ်ကြားမမရွေးဟီဂျူကိုဘာတွေလုပ်လာမလဲဆိုတာမခံမှန်းနိုင်တော့ပါဘူး။ဒီလိုအရေးကြီးတဲ့အချိန်မှာအတွင်းရေးမှူးချွဲကရီအန်ကိုနန်းတော်ကိုချက်ချင်းပြန်ပြီးဒီကိစ္စကိုဆွေးနွေးဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့ရီအန်ကနန်းတော်ကိုမပြန်ဘဲသူ့ရဲ့ကိုယ်ပိုင်အိမ်ကိုသွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတော့ဟီဂျူကိုလည်းသူ့အိမ်ကိုခေါ်လာခိုင်းလိုက်ပါတယ်။ဟီဂျူရောက်လာတဲ့အခါရီအန်ကသူမကိုတောင်းပန်လိုက်ပါတယ်။သူမကိုဒီလိုအရှုပ်တော်ပုံနဲ့ဆွဲသွင်းမိပြီးလူတွေရဲ့ပြစ်မှတ်ဖြစ်သွားအောင်လုပ်မိတာကိုရီအန်ကအပြစ်ရှိတယ်လို့ခံစားနေရပါတယ်။ဒါကြောင့်ရော်ကြီးအနေနဲ့ဟီဂျူလိုချင်တာဘာမဆိုတောင်းနိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဟီဂျူကအနီရောင်ဝေးတစကိုဖြန့်လိုက်ပါတယ်။အထဲမှာတော့ညှိုးနှွမ်းနေပြီဖြစ်တဲ့ဂုံပြူပန်းတစ်ပွင့်ရှိနေပါတယ်။အဲ့ဒီပန်းဟာနှစ်ပေါင်းများစွာကကျောင်းဝင်းထဲမှာလေးပြပြိုင်ပွဲလုပ်ခဲ့တုန်းကဟီဂျူကရီအန်ကိုအနိုင်ယူပြီးရရှိခဲ့တဲ့ဆုဖြစ်ပါတယ်။အတိတ်ကိုပြန်လည်အမှတ်ရရင်ဟီဂျူကသူမရဲ့လက်ရှိအခြေအနေကိုရီအန်ကိုရှင်းပြလိုက်ပါတယ်။သူမရဲ့အကိုဟာညံမရှိတဲ့လူတစ်ယောက်ဖြစ်ပေမဲ့သူမဖခင်ကတော့ကုမ္ပဏီရဲ့အမွေဆက်ခံသူအဖြစ်အကိုဖြစ်သူကိုပဲရွေးချယ်ထားပါတယ်။ဘာကြောင့်လဲဆိုတော့သူမရဲ့အကိုဟာရန်ပန်အထက်တန်းလွန်မိသားစုကသမီးတစ်ယောက်နဲ့လက်ထပ်ထားပြီးအဲ့ဒီလိုလူမှုအဆင့်တန်းကိုပိုင်ဆိုင်ထားလို့ဖြစ်ပါတယ်။ဟီဂျူမှာတော့အဲ့ဒီလိုအဆင့်တန်းမရှိပါဘူး။ဒါကြောင့်သူမဘဝတစ်လျှောက်မရနိုင်ခဲ့တဲ့အဆင့်တန်းကိုရရှိနိုင်ဖို့အတွက်အစွမ်းကုန်တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ဟီဂျူရဲ့ဆုံးဖြတ်ချက်ပြတ်သားတဲ့မျက်လုံးတွေကိုစိုက်ကြည့်နေတဲ့ရီအန်ဟာခဏငြိမ်သက်နေပြီးနောက်သူ့ရဲ့အဖြေကိုပြောလိုက်ပါတယ်။ဒါဆိုမင်းမဟာမင်းသမီးဖြစ်လာဖို့ပြင်ဆင်ထားလိုက်တော့ဆိုပြီးပြောလိုက်ပါတော့တယ်။ဒီလိုနဲ့အပိုင်း2ပြီးဆုံးသွားပါတယ်။အပိုင်း3ကိုဆက်လက်ကြည့်ရှုပေးပါဦးဗျ။